ဒီနေ့မှာတော့စာရေးဆရာချင်းမင်းသူရေးသားထားတဲ့ကျွဲပွဲရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ဇက်ဖွဲ့ရဲ့ဒနုဖြူမျိုးတစ်ဖက်ကစံကင်းရွာမှာကပြနေစဉ်တွင်ပွဲငါးများရောက်လာကြပါတယ်။ထိုစဉ်ကကျွန်တော်တို့ရဲ့ထိတ်တန်းသပင်ဇက်ပွဲမှာအောင်မြင်ကြော်ကြားနေတဲ့ရန်ကုန်ဇက်ပွဲဖြစ်ပါတယ်။ခေါင်းစည်းမင်းသားရွှေမန်းကျော်ဆိုမင်းသမီးမက်လိုင်မတ်တန်းတန်းမြင့်နဲ့20ရာစုမောင်စိန်အောင်လို့ခေါ်တဲ့ကျွန်တော်ကိုယ်တိုင်ပါဝင်တယ်။ဇက်တစ်ပွဲလုံးညီညွတ်ကြတာကြောင့်ထိတ်တန်းသပင်အဖွဲအောင်မြင်တယ်လို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဇက်ဖွဲ့မှာဇက်ရာသီဖြစ်တဲ့သတင်းကျွန်းလားပြေကျော်ရာမှာစပြီးရန်ကုန်မှခွာကနေအနှံ့ပြားကိုမနာမနေလိုက်လံကပြခဲ့ရတယ်။အထူးသဖြင့်ကျွန်တော်တို့လိုက်လံကပြရတဲ့ပွဲတော်မှာအရက်ဒေတာအနှံ့ပြားရှိဖျားပွဲတော်များဖြစ်ပါတယ်။ဖျားပထိုးစီဒီကျောင်းကံပေါ်များတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာထုံးကားတဲ့အလျောက်အင်းငိမ့်ချမ်းသာစွာနေကျင်စပွဲကောင်းတဲ့အရက်ဌာနတစ်ခုဖြစ်ကြောင်းမြန်မာပြည်အနှံ့ပြားကိုရောက်ခဲ့ဘူးသူကျွန်ုပ်အနေနဲ့မှတ်တမ်းတင်ထားမိပါတယ်။ကိုစိမ်းအောင်ရေပွဲခွင်ကတော့ခက်စိတ်စိတ်ပဲဒီပွဲပြီးရင်မအူပင်ဘက်ကိုနေချင်းကိုဆက်ကပေးရမယ်ပြောကောင်းတာပေါ်ဇက်စရာရဲ့ပွဲစိတ်တော်ငွေလက်စိတ်တာပေါ့တညဇက်စရာရွှေမန်းကျော်စုခေါ်ပြောတာကြောင့်ဇက်ပွဲဆက်ကူပြီးကရမယ်ကြောင်းကျွန်ုပ်သိရတယ်ကျွန်ုပ်စိတ်ထဲကကြိတ်ပြီးဝမ်းသာသွားတယ်ကျွန်ုပ်နီးတူဒီဇက်ဖွဲ့သူအဖွဲ့သားများလဲဝမ်းသာနေကြပုံရတယ်ကျွန်ုပ်တို့ဇက်သူဇက်သားများအနေနဲ့မိမိတို့ဝါသနာပါရာအမှုပညာဖြင့်အတမွေးဝမ်းကြောင်းပြုနေကြသူများဖြစ်ရာထမင်းလဲဝအမှုပညာလဲပြတဲ့ဇက်ကရခြင်းအလုပ်ကိုအလွန်မဲ့ခုံမဲ့နှစ်သက်ကြသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်ဇက်ပွဲမယမနာကနေစီရင်အချိန်ချင်းကဆူတောင်းနေတတ်ကြတယ်။ဇက်ပွဲနားရမှာကိုအလွန်အမင်းစိုးရင်ကြောင်းကြမိပါတယ်။ဇက်ပွဲနားရတည်ရှိတော့မိမိတို့ရဲ့ဝင်ငွေညကြီးမရမအောင်တည်လို့စိတ်တက်ကြတယ်။ဇက်ဆရာအနေနဲ့လည်းဇက်ပွဲအားထိုင်ကျွေးထားရခြင်းဖြင့်ဟင်းကောင်းကောင်းမကျွေးတတ်တခါတည်းရနားရတဲ့ရက်ပေါင်းကြာရှိတဲ့အခါဇက်ကောင်းပင်ကွဲလူကွဲခင်ဖြစ်သွားတတ်ပါတယ်။ထိုကဇက်ဆရာလည်းထိုင်ကိုမတက်ဖြစ်ရတယ်လို့ဇက်ဖွဲ့သားတွေကလည်းနေမထိထိုင်မသာဖြစ်တတ်ကြတယ်။ဇက်ဆရာအနေနဲ့ဇက်ပွဲရသည်မရောက်မီဇက်ပွဲမှာဝင်ရောက်ကပြမယ်ဇက်သူဇက်သားတို့ကိုစရန်ငွေကြိုတင်ပေးထားရမည်ဖြစ်ပါတယ်။အများအပြည့်ပွဲကြီး10ချီမှချီ20ကြာစပေါ်ငွေကြိုပေးရလိမ့်ရှိရာဇက်ဆရာရင်းနှီးထားရတဲ့အရင်းနှီးကလည်းတီးလာတာတော့မဟုတ်ပါဘူး။ခေါင်းစည်းမင်းသားမင်းသမီးများကိုတော့စရန်ငွေသိန်းနဲ့ချီပုံပေးထားရတယ်။ကျန်တဲ့ဇက်သမားတို့ကိုလည်းညကြီးလိုက်အနည်းဆုံး10ချီတက်မနဲ့စရန်ပေးထားရသည်ဖြစ်ရာဇယံယူထားပြီးတဲ့ဇက်သမားတဦးတလီမှာအဆောင်တိန်လောက်ပါကဇက်ဆရာခမကတိကောင်ဖြစ်ရလိမ့်ရှိတယ်။တချို့ဇက်သမားတို့ကတက်စာမဲ့ရတော့မဟုတ်ဘူး။ငွေကြေးချို့တဲ့နွမ်းပါသူများဖြစ်ခြင်းကြောင့်ဇက်တစ်ပွဲမှာဇယံယူခဲ့ပြီးဖြစ်တော့လဲနောက်တစ်ပွဲကိုသွားပြီးဇယံငွေလက်ခံသူများလည်းရှိပါတယ်။ဒါပေမဲ့ထိုဇက်ပွဲများဇက်ထွက်တဲ့အခါမှာကထိုဇက်သမားကအဆောင်တိန်ဂျက်စီချင်းလောက်ကဇက်နောက်ကိုမလိုက်ဘဲနဲ့ရှောင်းနေတက်တဲ့ဇက်သမားများလည်းရှိပါတယ်။အများအပြည့်တော့ဇက်သမားတွေကမိမိတို့ဝါသနာပါတဲ့ဇက်ကရခြင်းအလုပ်ကိုအချိန်တန်မလုံးရမနေနိုင်ဖြစ်ကြတာကများတယ်။ဒါကြောင့်နီးစပ်ရာခင်တွေရဇက်ဆရာတို့ထံချင်းကပ်ပြီးစရန်ငွေကြိုယူကဇက်ပွဲထွက်တာနဲ့ဇက်နောက်လိုက်ကြတာကများပါတယ်။ဒီလိုဇက်နောက်လိုက်ကရင်မှ3ညတညနှုံးဖြစ်ဇက်ဆရာထံမှယူထားတဲ့စရန်ငွေကိုချေကြတယ်။ကြိုယူထားတဲ့စရန်ငွေကိုကမိသားစုတွေကိုပေးထားခဲ့ရတာဖြစ်လို့ဇက်ထွက်တဲ့အခါဇက်သမားတို့လက်ထဲမှာငွေစငွေနာအနေကျန်းသာပါလာလေးရှိတယ်။ဒါကြောင့်ဇက်သမားများအနေနဲ့ဇက်နာရမှာကိုအလွန်မင်းစိုးရင်ကြောက်ကြလေးရှိတယ်။ဇက်ပွဲမများကရလေးမှာဇက်ဆရာထံမှယူထားတဲ့ငွေချိုးနေရတယ်လို့မိမိတို့လက်ထဲကိုလည်းငွေမများရောက်လာမှာဖြစ်ပါတယ်။ထိုအခါမှမိမိတို့3ကြိမ်သုံးနိုင်ကြပြီးမိသားစုများထံကိုလည်းငွေပုံငွေရှမ်းများပေးပို့နိုင်မှာဖြစ်ပါတယ်။အမှန်အဖြစ်ဇက်ပွဲမရက်မနာကရတာကအလွန်ပင်ပန်းလာတယ်။ညစဉ်ညတိုင်းအေးအေးပြရတဲ့အပြင်ပွဲကူခီးများဆက်နေတာကြောင့်အိတ်ကောင်းခြင်းမအိတ်နိုင်ကြဘူး။တခါတရံနေချင်းကူကရတဲ့အခါမျိုးမှာတမင်းမြပဲမမင်းလိုက်ရတဲ့ဖြစ်တွေလည်းရှိတယ်။ဇက်ယုံတယုံကိုနေချင်းကူရတာကလည်းအနည်းလေးမဟုတ်တတ်ဘူး။တနေ့မှတနေ့တမျိုးမှတမျိုးကိုသွားလာရခြင်းဖြစ်ရာနေဘူးမရှောင်မိုးရမရှောင်ကားပေါ်မှာလက်ကောင်မော်တော်သင်္ဘောပေါ်မှာလက်ကောင်ဖြစ်တယ်လို့လိုက်ကြရတယ်။ကားပြရမယ့်ဇက်ယုံကိုရောက်တာနဲ့ဇက်ကရန်ဆက်လက်ပြင်ဆင်ကြရပြန်ပါတယ်။တခါတရံယထာတံကားတံလှဲတံနဲ့သွားတဲ့ခီးချမ်းများလည်းရှိတယ်။ဘလို့တော့ခီးချမ်းကိုသွားလာရသည်ဖြစ်စေဇက်သမားတို့အနေနဲ့ဇက်ကလိုက်ရပြီဆိုတာနဲ့ဒီလိုအမောပန်းအနွမ်းနယ်တို့ကလွင့်စင်ပပျောက်သွားမြဲတာဖြစ်ပါတယ်။ဒီလဝါသနာကြီးမှလှစွာသောဇက်သမားတို့ရဲ့ဘဝကလွန်စွာတနာစပွဲဖြစ်မိတယ်။ဇက်စီယာနဲ့ပွဲငါတို့ရဲ့အနီးကိုရောက်လို့ကျွန်တော်ဝင်ထိုင်လိုက်စဉ်ပွဲငါပြောလိုက်တဲ့စကားအတန်ကိုကျွန်တော်အတိုင်းသားကြားလိုက်ရတယ်။ဇက်စီယာကကျွန်တော်ကိုအကဲဆက်နဲ့သဘောကျလိုက်တယ်။ကျွန်တော်သဘောပေါက်စွာဝင်ပြောလိုက်တယ်။မှန်ပါတယ်ပွဲငါကြီးရဲ့ခမရတို့စေတနာနဲ့အားပေးမှုကျွန်တော်တို့ဘွဲကလေးစားပါတယ်ဗျ။
ဒါပေမဲ့ကျွန်တော်တို့ဇက်ဖွဲ့ရဲ့ပွဲကူးကျန်းနေတော့မနေတော့ဘူးဗျအဖွဲသားတွေကိုလည်းထည့်ပြီးစဉ်းစားရအောင်ပဲလေဝင်ရောက်တစ်ခုလည်းကြည့်လို့ဘယ်ဖြစ်မလဲကျွန်တော်တို့အဖွဲသားအလုံးကသွေးနဲ့ကိုသားနဲ့ကိုတိဆောက်ထားတဲ့လူတွေလေရက်ဆက်အေးပြစ်တာတကြောင်ခရီးဆက်ရလို့ပင်မနာကတကြောင်မို့အလုံးလေးကုန်မှာဟုတ်ပေဖြစ်နေပါအောင်မယ်ခင်ဗျာပြဇက်မင်းသားပြောတာမှန်နေဗျအခုဆိုရင်ကျတို့အဖွဲ့အနေနဲ့နေချင်းကူကခဲ့ရတာ3ခွင်ရှိသွားပြီအမှန်ကဒီကြားရဲ့3ညပဲနားစရာရှိတာကျန်တဲ့ရက်တွေကပွဲခွင်အပြည့်ကြီးပဲခင်ဗျားတို့ကို2ညပေးလိုက်တယ်ဆိုတာကလည်းကျုံအနေနဲ့ဇက်စရာကိုရောဇက်ဖွဲ့သားတွေကိုပါကိုချင်းစာပြီးလက်ခံလိုက်တာပါနေချင်းကူကရတာဘလောက်ပင်မန်းတယ်လဲဆိုတာပွဲငါတွေသိပါလိမ့်မယ်ဟုတ်ပါတယ်ရှင်ရှင်တို့ရွာမှာ2ညကပြီးရင်မြောင်းမြကူးရမယ်လေတရက်စောပြီးအေးစစ်ဆေးသွားရတော့မြောင်းမြမှာတရက်ကြိုပြီးအနားယူရတာပေါ့ရှင်တို့စီမှာနောက်တညထပ်တိုးကရင်မြောင်းမြကိုလည်းကျမတို့နေချင်းကူးပြီးကရမှာဆိုတော့ကျမတို့ဖွဲ့သားတွေမလွယ်ဘူးအရန်ပင်ပန်းကြမှာကဲပါလေရှင်တို့ရွာမှာ2ညကရမှာအောင်3ညစာဖြစ်အောင်ကျမတို့အဖွဲ့သားတွေကပေးမယ်ဟုတ်လားမင်းသမီးကစကားပြောရမ်းကောင်းနေဗျာဒါကြောင့်မို့လဲခင်ဗျားတို့အဖွဲ့နာမည်ကြီးတာထင်ပါရဲ့ကဲပါလေဇက်ဆရာပြောတာကျွန်တော်လက်ခံနေကျင်းတဲ့ကျင်းနဲ့ပါတယ်ပွဲငါသူတို့ကမင်းသမီးမက်လိုက်မတန်းတန်းမြင့်အကျိုးချောင်းဝင်ပြီးရှင်းပြတာကိုသဘောကျကြကကျင်းနဲ့သွားကြတယ်ထိုကမှကျွန်ုပ်နဲ့ဇက်ဆရာလည်းပြုံးပြောနိုင်ကြပါတော့တယ်ပြီးနောက်ကျွန်ုပ်တို့အားလုံးထွေရလေးပါစကားတွေပြောပြီးအချိန်ဖြုံးလာခဲ့ကြရာဇက်ကရမယ်ကျွဲပွဲရွာကိုညနေနေမဆောင်မီရောက်လာခဲ့ကြပါတော့တယ်ကျွဲပွဲရွာမှာအေယာရီမြစ်ကမ်းတစ်ဘေးမှာရှိတဲ့ရွာတစ်ရွာဖြစ်ပါတယ်မြစ်ကမ်းနှစ်ဖူးမှာမလန်မကမ်းမှာထုံးပြူပြူဈေးတော်တစုကိုအထင်းသားဖူးမြင်ရတယ်ပွဲငါတို့ရဲ့ပြောပြချက်အရထိုဈေးတော်မှာကျွန်ုပ်တို့ဇက်ဖွဲ့ကပြရမယ်ဖျားပွဲတော်ကျင်းပတဲ့ဈေးတော်ဖြစ်မှန်းသိလိုက်ပါတယ်မကြမီကျွဲပွဲရွာစိတ်ကမ်းကိုဇက်မော်တော်စိုက်ကပ်လာတယ်ဇက်ပွဲလာရောက်ကပြမောင်ကြိုတင်သိရှိထားတဲ့ရွာနေလူတချို့စိတ်ကမ်းမှာလာရောက်ကြိုးစိုးနေကြတာကိုလှမ်းမြင်နေရပါတယ်ကျွန်ုပ်တို့ရဲ့မော်တော်စိုက်ကပ်ရာကျွဲပွဲစိတ်ကမ်းအနီးအပါမှာလေလေတမန်မော်တော်များစိုက်ကပ်ထားတာကိုတွေ့ရတယ်ထိုလေတမန်မော်တော်များမှာလူတချို့ကလေကျွန်ုပ်တို့ဇက်ဖွဲ့ကိုလက်ပြနှုတ်ဆက်လို့တဖုံအော်ဟစ်ပြောဆိုလို့တမျိုးလှမ်းပြီးတော့နှုတ်ဆက်နေကြတယ်ကြွားကန်းနှစ်ဖူးမှာကျွန်ုပ်တို့ဇက်ဖွဲ့အမည်ပါတဲ့ကြောညာပိုစတာများထောင်ပြီးကြောညာထားတာကိုလည်းလှမ်းမြင်ရပါတယ်မြေကန်းနှစ်ဖူးမှာအသင့်ကြိုရောက်နေကြတဲ့ထိုရွာမကလေးငယ်တက်တိုက်မှာတော့ကျွန်ုပ်တို့ဇက်ဖွဲ့မော်တော်စိတ်ကန်းကိုစိုက်ကပ်လိုက်တာနဲ့ယူတူခုံပေါင်အော်ဟစ်လျက်ပျော်ရွှင်နေကြတယ်စိတ်ကန်းကိုဇက်မော်တော်စိုက်ကပ်ပြီးကုန်းမောင်ထိုးပြီးတာနဲ့ပွဲငါမှာကျွန်ုပ်နဲ့ဇက်ဆရာမင်းသမီးတို့ကိုဥစွာကန်းပုံတက်ရန်ခေါ်တာကြောင့်ကျွန်ုပ်တို့ဆင်းလိုက်သွားရတယ်ကျွန်ုပ်တို့3-4ဦးရွာကန်းဆက်ပေါ်ရောက်တာနဲ့ပြဿနာတစ်ခုကကျွန်ုပ်တို့ကိုစီကြိုမိတ်ဆက်လိုက်ပါတယ်နေကြပါအောင်ဗျခင်ဗျားတို့ဇက်ဖွဲ့ကဒီရွာမှာဘယ်နှကြိမ်ပြန်ကအောင်မလို့လဲဗျအတန်ရှင်ကကျွန်ုပ်တို့အနီးကိုဝိုင်းအောင်လာတဲ့လူအုပ်ကြားမှာတိုးဝင်လာကကျွန်ုပ်တို့ရှေ့မှာရက်လျက်ကျွန်ုပ်နဲ့ဇက်ဆရာတို့ကိုစူးစိုက်ကြည့်လျက်ရှိပါတယ်ကျွန်ုပ်နဲ့ဇက်ဆရာပြင်မင်းသမီးတို့မှာအံ့ဩစွာဖြင့်တယောက်မျက်နှာတယောက်ကြည့်မိလျက်သားဖြစ်သွားတယ်ပွဲငါကအတန်ရှင်မျက်နှာကိုသိချစွာကြည့်လျက်ခမရဒီရွာကမဟုတ်ပါဘူးကျုပ်ခမရကိုဒီရွာမှာတကားမှမမြင်ဘူးခမရဘာတွေလာပြောနေရလဲဇက်ဆရာတွေစိတ်ညစ်မလုပ်ပါနဲ့ဗျာကျုပ်တောင်းပန်ပါတယ်ဟာမဟုတ်ဘူးကျုပ်နောက်နေရမဟုတ်ဘူးဟဲ့ကောင်လေဒီကိုလာကြပါအောင်ကွာငါနဲ့အတူတူဝိုင်းပြီးပြောကြစမ်းပါအောင်ဒီမှာငါပြောတာကိုမယုံဘူးဖြစ်နေတယ်အတန်ရှင်ကသူ့ရဲ့နောက်ဘက်ခလန်းလန်းစီမှာသူ့ရဲ့ပေါင်းတဲ့တချို့ကိုလက်ပြပြီးလှမ်းခေါ်လိုက်လို့ယောက်ျားပြို၄-၅ယောက်မှထိုလူရဲ့အနီးလူအုပ်ကြားမှာတိုးဝေဝင်လာလိုက်ကြပါတော့တယ်ဒီမှာကွာငါပြောတယ်ဒီဇက်ဘွဲကိုဒူးရွာမှာပဲမကြခင်ကကျတို့ကြည့်လိုက်ရတယ်လို့ပြောတာမယုံဘူးဖြစ်နေတယ်ဟာအဲ့ဒါအမှန်ပဲဗျာကျွန်တော်တို့အားလုံးကြံခဲ့တဲ့တပတ်လောက်ကဒီရွာဒီဖျားပွဲတော်မှာခမရတို့ဇက်ဘွဲကိုကြည့်ခဲ့ကြတာဟုတ်တယ်ဟော်ရီဇက်မင်းသားကြီးနဲ့ဟော်ရီဇက်မင်းသမီးအစ်စ်ပဲပြဇက်မင်းသားလေဒီမင်းသားပဲခမရတို့ကရပြဇက်နဲ့နောက်ပိုင်းဇက်ထုတ်တွေကိုကျတို့အရန်ကြိုက်လို့အခုတည်းလွတ်ရနေသေးတယ်ဂျာမဝင်ရောက်ပြောဆိုသူကကျွန်တော်တို့အဖွဲ့ကနေကြပြဇက်ဇက်ထုတ်မီများကိုထပ်မံရွတ်ဆိုပြလေရာကျွန်တော်တို့မှာပို့လို့တော့အံ့ဩရပြန်တယ်ပွဲငါသူမှာတော့ကျွန်တော်တို့တလက်ဂျာမဝင်ပြောနေသူတွေကိုတက်လက်ကြည့်ကခေါင်းရှုပ်ဟန်ဖြင့်သူ့ရဲ့ဥကောင်းကိုလက်နှစ်ဖက်နဲ့ကုတ်ချင်နေတယ်ကဲဒါဆိုရင်ခမရတို့ကျွန်တော်တခုမေးမယ်ဗျာစိတ်တော့မရှိပါနဲ့ခမရတို့ကဒီရွာကလူတွေလားကျွန်တော်ကထိုလူတွေကိုအကဲဆက်တဲ့သဘောနဲ့ဥစွာမေးမြန်းလိုက်တယ်ထိုကထိုလူများထဲမှာအသက်ကြီးကြီးလူကချက်ချင်းပြန်ဖြေတယ်ကျတို့ကဒီရွာကလူတွေမဟုတ်ပါဘူးဒါပေမဲ့ဟော်ရီအေယာရီမြစ်ရိုးကအပြန်မှာတော့ဒီဖျားပွဲတော်ကျင်းပနေတာရဲ့ဇက်ပွဲကနေတာရဲ့မြင်ရလို့ကျတို့တွေဒီရွာကိုတက်ပြီးခမရတို့ဇက်ပွဲကိုကြည့်ခဲ့ကြတာဟောမှာခမရတို့ဇက်ပွဲပိုစတာကြီးတွေထောင်ထားရလေရှင်းပြနေသူကရွာကန်းနှစ်ဖူးစီမှာဇီတော်နဲ့ကြောညာဆိုင်ဘွက်ကိုလက်ညှိုးထိုးပြရင်အားပါရရှင်းပြနေလေရာ
ကျွန်တော်မှဘာပြန်ပြောမှမသိအောင်တွေးဝေသွားတယ်။ထိုစဉ်တဦးကထပ်မံဝင်ရောက်ပြောပြန်တယ်။တကယ်ကိုပွဲကြီးပွဲကောင်းပါပဲဗျာ။ခင်ဗျားတို့ဇက်ပွဲနာမည်ကြီးချက်ကတော့တကယ်ကိုအမခန်းစရာပါပဲ။ပွဲစည်းကြီးကလည်းဟီးလို့ပွဲသွားပွဲလာတွေကလည်းများမှများပါပြီနဲ့နွားလဲတွေများတန်းစီနေတယ်။ကျတို့အုပ်စုတွေဇက်ပွဲတွေရအောင်မနေ့ကိုတိုးကျိတ်ဝင်ခဲ့ရတယ်ဗျ။ကျွန်တော်တို့ကိုစီးကြိုဝင်ရောက်ပြောဆိုသူမှာတော့ယောက်ျားကြီးတစ်ယောက်နဲ့ယောက်ျားပြိုအပါဝင်9ယောက်များရှိပါတယ်။ထိုလူ9ယောက်စလုံးတစ်ယောက်တစ်ခွန်းကြဝင်ပြောနေတာကဖြစ်စဉ်မှန်ကိုရှင်းပြနေသလိုသူတို့ရဲ့မျက်နှာမှာဟန်ဆောင်မှုကောက်ကျဲဆဲလဲမှုတရွေးတစည်းများမပါရှိတာကိုထိုလူတို့ရဲ့တွင်ပြင်ရုပ်လက္ခဏာများကတက်တည်ပြလျက်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့မဟုတ်မမှန်တော့ဖြစ်ရဖြစ်နေခြင်းကြောင့်ဘယ်လိုပဲပုံရှင်းပြရမလဲကိုစဉ်းစားမရအောင်အကျက်တွေ့နေမိတယ်။ဒီကျွဲပွဲရွာကိုကျွန်တော်တို့ဇက်ဖွဲ့နေနဲ့ရခင်ကလည်းတစ်ခါမှကခဲ့ဘူးခြင်းမရှိဘူး။ထိုသူများပြောဆိုတဲ့ရက်ပိုင်းကကျွန်တော်တို့ဇက်ဖွဲ့ပသိမ်ဝါကေမှာနေတကြောမှာကနေခဲ့တဲ့ရက်များသာဖြစ်ပါတယ်။ဒုစီကမှကျွန်တော်တို့ဇက်ဖွဲ့အားကိုယ်တိုင်ကြည့်ခဲ့ရတဲ့ထိုလူတို့ပြောကြတဲ့စကားတွေကလည်းအမှန်ကြီးဖြစ်နေပါတော့တယ်။ဒုစီကမှကျွန်တော်တို့ဇက်ဖွဲ့အားကိုယ်တိုင်ကြည့်ခဲ့ရတဲ့ထိုလူတို့ပြောကြတဲ့စကားတွေကလည်းအမှန်ကြီးဖြစ်နေပါတယ်။ကျွန်တော်တို့အပါအဝင်ဇက်မင်းသားကြီးမင်းသမီးတို့မှအစားကျွန်တော်တို့ကတဲ့ဇလန်းဇက်ကွက်များမှလည်းကွက်တိဖြစ်နေလေရာကျွန်တော်တို့အတွက်ယုံရခတ်မယုံရခတ်တဲ့ထူးဆန်းထွေလာအံ့ဩစရာများဖြစ်နေတယ်။ဒါကြောင့်ကျွန်တော်ရောဆက်စရာပါကောင်းရှုပ်ကခက်မစိမ့်နေလိုက်ကြပါတယ်။ထို့စဉ်ကဲခင်ဗျားတို့ကိုကျွန်တော်တခုပြောမယ်။ဟောဒီဇက်စရာတွေမင်းသားမင်းသမီးတွေကလည်းညကမိုးလင်းဇက်ကခဲ့ရပြီးဒီရွာကိုဆက်ပြီးကူးလာခဲ့ရတာအရန်ပင်ပန်းနေပြီ။ခင်ဗျားတို့ပြောတာတွေကလည်းကျုပ်ကတော့ဘလို့မှလက်ခံလို့မရအောင်။ဘာကြောင့်လဲဆိုတော့ကျုပ်ကဟောဒီဖျားပွဲတော်ဖြစ်မြောက်ရေးအမှုဆောင်ကြီးမို့လို့ပဲ။ဒီဖျားပွဲတော်မှာဒီလောက်နာမည်ကြီးနေတဲ့ဇက်ပွဲကိုဒီရွာကလူတွေကြည့်စေချင်လို့ကျုပ်ကိုယ်တိုင်ဒီဇက်ပွဲနောက်လိုက်ပြီးဟောဒီဇက်စရာစီမှာမရမကငှားခဲ့ရတာဒီဇက်ပွဲကဒီရွာမှာဘယ်တော့မှမကခဲ့ဘူးဆိုတာကျတို့တရွာလုံးသိတယ်။ကဲအဲ့တော့ခမရတို့လန်ခမရတို့သွားကြဗျာ။သူတို့တွေအေးအေးဆေးဆေးအနားယူကြပါစေ။ခမရတို့ယူကြောင်ကြောင်ဖြစ်နေရင်လေတခြားမှသာသွားဖြစ်ကြပါတော့။ကဲလာဆက်စရာ။ပွဲငါးကပြောဆိုဆိုဇက်စရာလက်ကိုဆွဲကထိုလူများအနီးမှာဖြတ်ကျော်သွားလို့ကျွန်တော်နဲ့မင်းသမီးတို့လည်းထိုသူနောက်မှလိုက်သွားကြတယ်။ထိုလူ9ဦးကငီးကြောင်ပြီးရက်ကြံနေခဲ့တယ်။သို့တော့ကျွန်တော်တို့ခြေလန်း9လန်း6လန်းများလှမ်းမိတော့အခါကျွန်တော်တို့နောက်ဘက်စီမှာဟဲ့လူတွေကျွန်တော်ကအယူတွေမဟုတ်ဘူးနော်မျက်စိမမြင်နားမကြားတဲ့အကန့်တွေလည်းမဟုတ်ဘူးဟောဒီကျွန်တော်မျက်စိနဲ့မြင်ပြီးနားနဲ့ဆက်ဆက်ကြားခဲ့ရတာဗျဒီကိစ္စကိုခင်ဗျားတို့ကမဟုတ်ဘူးပြောတာကျုပ်တို့မယူခင်ဗျားတို့တွေသာယူနေကြတာကာပိသားဇက်ပွဲကိုနှစ်ခါပြန်ကြည့်ခြင်းနဲ့ဇက်ယူတွေလူ9ဦးပြိုင်တူအောင်ဟစ်ပြောဆိုလိုက်တဲ့အတန်ကချိန်လောင်စွာထွက်ပေါ်လာလို့ကျွန်တော်တို့အားလုံးနောက်ဘက်ကိုစောင်းငင်ကြည့်လိုက်ပါတော့တယ်ပွဲငါသူကဒေါသဖြစ်သွားလို့တောက်တစ်ချက်ခောက်လိုက်တယ်ပြီးနောက်သူ့ရဲ့အရက်ပူသောကိုလုံးကိုထိုသူတို့မြင်တတ်အောင်ခြေပြားထောက်လျက်မှာလက်ကိုမြောက်ကအသက်ကုန်အော်ဟစ်လိုက်ပြန်มาတော့တယ်အေးဒီကိစ္စမှာမင်းတို့မယူရင်တို့တွေယူမယ်တို့တွေမယူရင်မင်းတို့တွေယူမယ်အဲ့တော့ဘသူတွေအယူဆိုတာပတ်ဝန်းကျင်ကိုသာမေးကြည့်ကြတော့ဟဲ့ပွဲငါသူရဲ့စကားကြောင့်ကျွန်တော်မှကြိတ်ပြုံးလေးပြုံးမိလိုက်တယ်ဇပွဲအားလာရောက်ကြိုးစိုးနေကြတယ်ရွာနေပြိတ္တမှာကျွန်တော်တို့ဘေးတစ်ဖက်တစ်ချက်စီမှာဝိုင်းအောင်ပြီးတော့လိုက်လာနေကြသည်ဖြစ်ရာကန်းဆက်မှာထိုလူ9ဦးကထိကျန်စွာတတိတိကြီးရက်ကြံနေခဲ့ကြပါတယ်ထိုရွာမှာဇပွဲကနေစဉ်အတွင်းထိုရွာမှာတက်ကြီးရွယ်အုံများထံထိုကိစ္စကိုစုံစမ်းမေးမြန်းတဲ့အခါထိုအဖြစ်ပြက်မှာဖြစ်တတ်တဲ့သဘောရှိကြောင်းသိလာရတယ်။ဒါပေမဲ့လူတို့နဲ့အကြောင်းအကျိုးဆက်နွယ်တဲ့ကမ္မစိတ်ရှိတဲ့ပုံကိုယ်တို့ရဲ့လှည့်စားမှုသာဖြစ်နိုင်ကြောင်းသိရတဲ့အခါကျွန်တော်မှကောင်းတဲ့ပန်းကြီးသွားရတယ်။ကျွန်တော်ဇက်ကားခဲ့တဲ့နှစ်ပေါင်း20အတွင်းကျွန်တော်တို့အလွန်ထူးဆန်းအံ့ဩဖွယ်ရာဖြစ်မျိုးကြုံတွေ့ခဲ့ရတာကထိုအဖြစ်ပြက်ကပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ပင်ဖြစ်ပါတယ်။ထိုအဖြစ်ပြက်ကကျွန်တော်တို့စိတ်ထဲမှာမှတ်မှတ်ရရရှိနေပါတော့တယ်။တကယ်တမ်းမှာတော့ကြောပွဲရွာမှာကျွန်တော်တို့ဇက်ကားခဲ့တဲ့နေရာမှာကြက်ကုန်းဖြစ်နေခြင်းကပဲထူးဆန်းသောဂမ်မီယာအကြောင်းဆက်ဖြစ်နေသလားမပြောတတ်တော့ပါဘူး။ဒါပေမဲ့ထိုအကြောင်းကိုပြန်တွေးမိတိုင်းကျွန်တော်ကိုယ်တိုင်ချက်သိမ်းတပြန်ပြန်ထရတာကတော့အမှန်ပဲဖြစ်ပါတော့တယ်။ကာကျိုးရုပ်ချစ်သူဝိညာဉ်ရတနာစိန်တောင်းတို့အမိတွင်နဲ့ကြောက်တဲ့ဦးစိန်တောင်းရဲ့ခြံထဲမှာအိမ်သက်ဆောက်ပေးလျက်ရှိတဲ့အင်ဂျင်နီယာလေးကျော်စိုးလွင်တို့ဖွဲ့ကတလနီးပါးခန့်ရှိသွားပြီ။ပေတရာနီးပါးခန့်ကျဲဝန်းနဲ့ခြံကျဲကြီးအတွင်းမှာနှစ်ထပ်အိမ်တစ်ဆောင်ထပ်မံတိုးချဲဆောက်လုပ်နေခြင်းမှာဦးစိန်တောင်းရဲ့သား3ယောက်ရှိတဲ့အနက်အငယ်ဆုံးသားကိုမင်္ဂလာလက်ဖွဲ့ပေးရန်ဖြစ်ပါတယ်။အငယ်ဆုံးသားမောင်မြတ်ကိုမှအလှပကြိုက်နှစ်သက်သူဖြစ်လို့လက်ရမြောက်တဲ့အင်ဂျင်နီယာလေးကျော်စိုးလွင်ကိုတိစောက်ရန်အနံ့ခြင်းဖြစ်ပါတယ်။ရန်ကုန်သားအင်ဂျင်နီယာလေးကျော်စိုးလွင်မှာအသက်30ခန့်ရှိပြီးအိမ်နောက်တဲ့ကလေး2ယောက်ဖခင်ဖြစ်တယ်။သူရဲ့လုပ်ငန်းပေါ်စိတ်ဝင်စားရှိပြီးအောက်လက်ငယ်သားများနဲ့ညီရင်ကိုတပွဲနှွေးထွေးလာလို့ကျော်စိုးလွင်တာဝန်ယူထားတဲ့မိုးစားလို့ရေဖွဲမှာနမေရကအလုတ်လက်မလဲအောင်ရှိပါတယ်။
ရတနာစိန်တောင်းခေါ်ကြောက်တဲ့ဥစိန်တောင်းမှာမိုးကုတ်စာတီဖွာဖြစ်လို့မန္တလေးမှာစီးပွားရေးအခြေချလောက်ကန်ရင်ကြီးပွားချမ်းသာလာလေရာမန္တလေးမှာပဲမိသားစုအလုံးနေထိုင်လာခဲ့ပါတော့တယ်။တတိဥစိန်တောင်းနဲ့ဒေါ်မမကြီးတို့မှမွေးဖွားတဲ့သား၃ယောက်နဲ့သားကြီးနဲ့သားလက်တို့မှာနှစ်ဦးမှာအိမ်အောင်တီးတီးကြာသွားပြီးနောက်နိုင်ငံခြားကိုပြောင်းရွှေ့သွားကြတယ်။သားကြီးကစင်ကာပူမှာနေပြီးသားလက်ကအမေရိကမှာနေတယ်။သားငယ်မောင်မြတ်ကိုတယောက်သားလျင်ဥစိန်တောင်းတို့နဲ့အတူနေကြရစ်ပါတယ်။အောင်မြတ်ကိုမှလည်းဘွဲရပညာတတ်တူဖြစ်ရာမကြခင်အိမ်အောင်ရက်သားပြုရန်မိခင်ဖခင်တို့ကပင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်မောင်မြတ်ကိုမင်္ဂလာဆောင်ပြီးရင်မိခင်ဖခင်တို့နဲ့မခွဲမကွာအတူနေလဲဖြင့်နားကစားလင်းများတိခနေရန်လည်းရည်ရွယ်ပြီးအိမ်သစ်တစ်လုံးကိုထပ်မံတည်ဆောက်ပေးခြင်းဖြစ်ပါတယ်။ထိုအိမ်သစ်ကိုတည်ဆောက်ရန်မြို့ရန်ကုန်မှာဆောက်လုပ်ရေးလောကမှာရေပန်းစားနေတဲ့မိုးဆောက်လုပ်ရေးဖွဲ့ကိုငှားရမ်းခဲ့ခြင်းဖြင့်အင်ဂျင်နီယာလေးကျော်စိုးလင်တို့ဖွဲ့မန္တလေးကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ဆရာလေးဒီကနေ့ဦးလေးတို့ပြင်သွားစရာကိစ္စလေးရှိနေလို့ဆရာလေးကိုမှာခဲ့ပြစေ။ပြောပါအန်ကယ်ကျွန်တော်ပါဆောင်ရွက်ပေးရမလဲ။ဒီလိုပါအမေရိကမှာနေတဲ့သားစီကပစ္စည်းတစ်ခုပို့လိုက်တာဒီကနေ့ရောက်လာမယ်လို့ညကသားစီဖုန်းဆက်ပါတယ်။ဘယ်ချိန်ရောက်လာမလဲတော့အန်ကယ်မသိဘူး။အဲ့ဒါအန်ကယ်တို့မရှိတော့ရောက်လာမှာဆိုလို့ဆရာလေးကိုကြိုတင်မှာထားခဲ့တာပါဆရာလေးလက်ခံပေးထားပါဟုတ်ကဲ့ပါစိတ်ချပါအန်ကယ်ကျွန်တော်ဆောင်ရွက်ထားပေးပါမယ်ဒါဆိုရင်အန်ကယ်တို့လင်မယားစိတ်ချလက်ချသွားလို့ရပြီပေါ့ဟော်ရာဆရာလေးတို့အတွက်အသုံးစိတ်နဲ့လုံအားကငွေတချို့ပါကျွန်တော်တွေတော့လုပ်ငန်းပြီးမှပဲစရင်ရှင်းကြတာပေါ့ခေသွားမယ်နော်တထဲဦးစိန်တောင်းကကျော်စိုးလင်ကိုပြောဆိုပြီးနောက်ငွေတချို့တစ်ဝက်ကိုကမ်းပေးကအနီးမှထွက်သွားတယ်မကြမီဦးစိန်တောင်းတို့လင်မယားကားမောင်းပြီးတော့ခြံထဲမှာထွက်သွားကြပါတယ်ကျော်စိုးလင်ကသူ့ရဲ့လုပ်သားတွေကိုလုပ်ငန်းခွင်အစီအစဉ်များစနစ်တကျမှားကြားလောက်ကင်စီပြီးနောက်သူကိုယ်တိုင်ကလည်းအိမ်ပုံစံငယ်တစ်ခုကိုရေးဆွဲနေပါတယ်။ဘလောက်ကြာသွားလဲမသိဘူးအိမ်ရှိချံဝါမှာကားဟွန်းတန်ကြောင်ကျော်စိုးလင်တယောက်ဝင်းကျင်ကိုတတိပြန်ပြူမိသွားပါတယ်။တစ်ဆက်တည်းအိမ်ရှိချံဝါစီကိုကြပြကြရလှမ်းကြည့်လိုက်တယ်။လုပ်သားတယောက်ခြံတကားတောက်ဖွင့်ပြီးနေရကိုမြင်လို့ထိုင်ရမထားရက်ကနိရှိပရင်းပေါက်မှာအကဲခတ်ကြည့်ရှုနေပါတယ်။မကြမီသူ့ထံကိုလုပ်သားတယောက်ရောက်လာတယ်။ဆရာအဲ့ဒီတွေကပစ္စည်းလာပို့တာတဲ့အေးငါလိုက်ခဲ့မယ်။ကျော်စိုးလင်ကပြောဆိုလာခေါ်သူလုပ်သားနဲ့ခြံဝါကိုလိုက်ပါသွားပါတယ်။ခြံဝါမှာရပ်ထားတဲ့ကားမှာပါကျဲတို့ဖြစ်လို့ကားပေါ်ပါလာသူတို့ကကားပေါ်မှာထိုင်နေကြတာကိုကျော်စိုးလင်လှမ်းမြင်နေတယ်။ကားအနီးကိုကျော်စိုးလင်ရောက်တာနဲ့ကားမောင်းသူကကားပေါ်မှာခေါင်းပြူထွက်ပြီးအန်ကယ်ဦးစိန်တောင်းတို့ကဘယ်တော့ပြန်လာကြမှာလဲ။ကျွန်တော်ကလည်းချိန်မရောက်ပြအဲ့ဒါလှမ်းပြောဆိုပြီးနောက်ခက်တာစကားရက်ကကျော်စိုးလင်ကိုလှမ်းကြည့်လိုက်တယ်။ထိုသူရဲ့အကြည့်မှာအားကိုးမှုများပါဝင်နေမှန်းသိနေလေရာ။ဘာမှစိတ်မပူပါနဲ့ခင်ဗျာ။အန်ကယ်ကပစ္စည်းလာပို့ရင်ယူထားပေးဖို့ကျွန်တော်ကြိုပြီးတော့မှားသွားပါတယ်။အန်ကယ်တို့ကကိစ္စတစ်ခုနဲ့သွားတာမို့အချိန်ကြာဖို့ကတော့များပါတယ်။အဲဒါကြောင့်ကျွန်တော်ပဲလက်ခံယူထားလိုက်ပါမယ်။ဘာပစ္စည်းများပေးထားခဲ့မလဲမသိဘူး။ကျော်စိုးလင်ကအလင်းမြန်ပင်ပြန်ပြောလိုက်ပါတယ်။ဒီတော့မှကောင်းမောင်းသူဧည့်သည်ကကားပေါ်မှာစိန်ကနောက်ခန်းတကားကိုဖွင့်ပြီးနောက်ကန်းကုရှင်ပေါ်မှာတင်ထားတဲ့သုံးပေများအလျားရှိပြီးအနန္တပေများရှိတဲ့ကျွန်းတက်တာကိုလှမ်းမယူပြီးကျော်စိုးလင်ကိုကမ်းပေးလိုက်တယ်။ထိုအခါမှကားနောက်ခန်းမှာလှပချောမောတဲ့မိန်းကလေးတဦးပါလာမှန်းသိရတယ်။ကဲသွားပြီဗျာ။အော်ဒါနဲ့ဒီကနောင်ကြီးနာမည်ကကျွန်တော်နာမည်ကကျော်စိုးလင်ပါဒီအိမ်ကိုစောင့်နေအင်ဂျင်နီယာပါ။ဟုတ်ကဲ့တိကျွမ်းရတာဝမ်းသာပါရဗျာ။အန်ကယ်ဦးစိန်တောင်းတော့ညကြမှာကျွန်တော်ဖုန်းဆက်ပါမယ်လို့ပြောလိုက်ပါခင်ဗျာ။ကဲသွားပြီနော်။ကျော်စိုးလင်နဲ့ရွှေတို့ပစ္စည်းလာဖို့သူကနှုတ်ဆက်ပြီးနောက်သူကားအမောင်းကခြံထဲမှာပြန်ထွက်သွားတယ်။ကျော်စိုးလင်ကရင်ဝဲပိုက်ထားတဲ့ကျွန်းတက်တာငယ်ကိုမှပြီးမောင်းထွက်သွားတဲ့ကားနောက်ခန်းစီကိုငေးကြည့်နေမိပါတော့တယ်။သူမြင်ကွင်းစီမှာကားကဝေးပြီးပြောက်သွားတော့လေကားနောက်ခန်းစီမှာလှပချောမောလာတဲ့မိမပြူရဲ့ရူပါအစင်းကကျော်စိုးလင်ရဲ့အာယုံတဲမှာဘလို့မှပျောက်ပြက်လို့မသွားနိုင်အောင်ရှိနေတယ်။ဆရာလေးကိုအထူးကျေးဇူးတင်ပါတယ်ဗျာ။ဦးရမဟုတ်ဘူး။မနေ့ကပစ္စည်းလာပို့တဲ့မောင်တင်ချုံကလည်းဆရာလေးကိုကျေးဇူးတင်တဲ့အကြောင်းညကဦးလေးစီဖုန်းဆက်ပြောသေးတယ်။ဒီလောက်လေးကျေးဇူးတင်စရာမလိုပါဘူးရဲ့။ဒီကိစ္စလောက်ကကျွန်တော်နဲ့ဦးရဲ့ချာမှာလှုပ်ဆောင်ပေးရမယ်ဝတ္တရားရှိပါတယ်။ကျွန်တော်ကဦးရဲ့ဆန္ဒကိုပြေဝအောင်အကောင့်ထဲပေါ်ပေးရမယ်။စောက်လို့ရဲ့အကျိုးဆောင်ငှားရမ်းခံရသူတစ်ယောက်ပါ။ဒါလိုလည်းမဟုတ်သေးဘူးလေ။တကယ်တော့အခုကိစ္စကဦးရဲ့မိသားစုကိုကြီးကိုတာကိစ္စမဟုတ်လား။ပြီးတော့မနေ့ကပစ္စည်းလာပို့တဲ့မောင်တင်ချိုခမရမှာလေမနေ့ကအချိန်လူပြီးတော့လာပို့ပေးရတယ်ပြောတယ်။ဒီပစ္စည်းကိုဦးရဲ့သားကအမေရိကကနေမောင်တင်ချိုရဲ့အမတွေနဲ့ထည့်ပေးလိုက်တာလေ။မောင်တင်ချိုမှာလည်းမနေ့ကမှတက်တိုင်ဆိုင်သူကြီးစားနဲ့ချင်းချက်လှုပ်ထားရှိတော့ပြက်သွားမှဆိုတယ်။သူမကလည်းသူတို့လက်ထဲမှာကြမထားကြတော့မနေ့ကမှအားချင်းပုတ်ခိုင်းလိုက်တာ။အဲ့ဒါသူခမရမလာချင်းနဲ့လာခဲ့တာ။ဒီရောက်တော့ဦးနဲ့မတွေ့တော့သူတော်တော်လေးစိတ်ညစ်သွားဝင်ရတယ်။ဦးစိန်တောင်းကစကားစားဖြတ်ကတယောက်တည်းသဘောကျစွာပြုံးလိုက်တယ်။ကျော်စိုးလွင်ကဦးစိန်တောင်းရဲ့စကားတို့ကိုဆက်ဆက်ကတွေးနေတယ်။အတန်ကြာမှ
နေပါဦးရဲ့သူဒီလိုစိတ်ညစ်တာနဲ့ကျွန်တော်နဲ့ကဘလို့သက်ဆိုင်နေလို့လဲကျော်စိုးလင်ကစဉ်းစားရင်ရှုပ်ထွေးလာတာမို့ဦးစိန်တောင်းကိုပြန်မေးလိုက်တယ်ဆိုင်ပါပြီကောဆရာလေးရဲ့အောင်တင်ချိုပစ္စည်းလာပို့တော့ဥမမရှိရပဲအဲ့တော့သူခင်ဗျပစ္စည်းပေးရအောင်ဥတို့အလာကိုပဲစောင့်ရမလားပစ္စည်းကိုပြန်ယူပြီးတော့သူ့အမရစီပဲပြန်သွားအဲ့ရမလားနဲ့စိတ်ညစ်နေတော့ဆရာလေးကဒီပစ္စည်းကိုရှူပြီးလက်ခံလိုက်တော့မှသူ့မှာအပျော်ကြီးပြောသွားရတယ်လို့ညာကဖုန်းဆက်ပြီးပြောပြရှာတယ်ဒါတောင်သူ့ရေးစားကချိန်ထားတဲ့အချိန်ထက်နည်းနည်းနောက်ကျလို့စိတ်ကောက်တာမနှဲချော့ရတယ်လို့ပြောတယ်ဒီလောက်တောင်မလားဦးရဲ့အော်ဆရာလေးကလည်းမောင်တင်ချိုကလူပြိုလွတ်လေအခုမှရေးစားပူပူနွေ့နွေ့ရတော့ရေးစားနဲ့ကွဲသွားမှစိုးရိမ်မှာပေါ့တကယ်လို့ဒါမနေ့ကဆရာလေးကပစ္စည်းပို့တဲ့သူကိုအချိန်မီလက်မခံပေးဘူးဆိုရင်တော့သူရေးစားနဲ့ချိန်ထားတဲ့စီစဉ်ပြတ်သွားမယ်ဒီလိုဆိုရင်သူရေးစားနဲ့သူအစဉ်ပြေချင်မှပြေတော့မယ်လည်းမဟုတ်ဘူးလားကျွန်တော်တော့ဘာပြောလို့ပြောမှမသိဘူးဒါပေမဲ့မနေ့တုန်းကသူဒီကိုပစ္စည်းလာပို့စင်ရတော့ခက်ချောချောမိန်းကလေးတယောက်ပါလာတယ်ဦးလေးပြောသလိုဆိုရင်အဲ့ဒီမိန်းကလေးကသူရေးစားမဖြစ်နိုင်ဘူးဘလို့မောင်တင်ချိုဒီအိမ်ကိုလာတော့ကမိန်းကလေးတယောက်ပါလာတယ်ဟုတ်လားဦးစိန်တောင်းကတန်တော်မေးလိုက်တဲ့စကားကြောင့်ကျော်စိုးလင်တွေးတွေပူရှုပ်သွားတယ်ဦးစိန်တောင်းကိုယ်တိုင်ကလည်းအတန်ကြောင်နှုတ်စိတ်ကစဉ်းစားနေပြီးမှထားပါတော့လေဦးကတော့ဆရာလေးကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီပို့လိုက်တဲ့ပစ္စည်းတက်တာလေးကိုလည်းဆရာလေးတို့အဖွဲ့ကိုပဲဖွင့်ခိုင်းချင်တော့ပါဖြစ်ပါတယ်နော်အော်ဒါလေးများအန်ကယ်ရဲ့အပန်းကြည့်တာမှတ်လို့ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးပါမယ်ကျော်စိုးလင်ကပြောပြောဆိုဆိုထိုင်ရမှထပြီးအိမ်ကန်းတွင်းမှာထောင်ထားလျက်ရှိတဲ့ကျွန်းတက်တာရှိရာကိုရှောက်သွားကမယူပြီးနောက်ဖွင့်ရန်တာဆူလိုက်တယ်သူရဲ့လက်ထဲမှာတက်တာဖွင့်ရန်ပစ္စည်းကိရိယာဘာမှမပါရှိတဲ့အတွက်အိမ်ပြင်ကိုထွက်ကသူ့ရဲ့အလုပ်သမားတယောက်ကိုလှမ်းခေါ်ပြီးပစ္စည်းကိရိယာတချို့ယူခိုင်းလိုက်တယ်မကြခင်ထိုအလုပ်သမားရောက်လာပြီးနောက်ကျွန်းတက်တာငယ်ကိုဖွင့်လျာတက်တာအထဲမှာဖော်ပြားများခံပြီးဖော်ပြားအပေါ်မှာအနီရောင်ကလေးပါစားနဲ့ဖုံးလွှမ်းရက်ပတ်ထားတဲ့အရာဝတ္ထုတစ်ခုကိုတွေ့ရပါတယ်ကျော်စိုးလင်ကထိုရာဝတ္ထုကိုအသာမယူပြီးအနီးမှာရက်ကြည့်နေတဲ့ဦးစိန်တောင်းရဲ့လက်ဝဲကိုပေးရလိုက်တယ်ဦးစိန်တောင်းကလည်းတရုတ်တရလှမ်းယူပြီးနောက်စတီအလဲရှိမှန်စပွဲကုံပေါ်ကိုအသာတင်ထားလိုက်တယ်ပြီးနောက်အနီရောင်ကတိပါစားကိုတဖြည်းဖြည်းချင်းဖြည့်ကြည့်ရာမဟော်ကနီရောင်တောက်ပနေတဲ့ကာကျိုးရုပ်တစ်ခုတွေ့ရတယ်ထိုကာကျိုးရုပ်ကိုဦးစိန်တောင်းကမယူပြီးမှန်စပွဲကုံပေါ်မှာထောင်းလျက်သာပြင်ဆင်ထားလိုက်တယ်ဒီတော့မှကျော်စိုးလင်တယောက်ကာကျိုးရုပ်ကိုတေချာစွာလေ့လာခဲ့ခံမိရတယ်မဟော်ကနီရောင်တောက်ပနေတဲ့ကာကျိုးရုပ်မှာအသက်ဝင်လာတယ်ရှိခဲ့ပကံပပူအနုပညာလက်ရာဖြစ်လိမ့်မယ်လို့မှန်းဆရတယ်ကဟန်ချီနေတဲ့မင်းသမီးတယောက်ရဲ့ပုံကိုအနုစိတ်ပြီးပြောင်းထုလုပ်ထားတာကစံမြိတ်မအစကာကျိုးလက်ကာကျိုးအစုံထိုင်မသိအနာခက်တဲ့အသေးစိတ်လက်ရာမြောင်းလာတယ်ကာကျိုးရုပ်ရဲ့မျက်နှာကပိုလို့ပင်တက်ဝင်တယ်ရေရှင်ပြုံးတုံမပြုံးတုံနဲ့ရွှေရင်ဖုံးတုံမဖုံးတုံဆိုတော့ရှင်မဟာရထတာရရဲ့စာချိုးတိုင်းရှင်တပူပူဖြစ်အောင်ဆွဲဆောင်မှုရှိတယ်ကျော်စိုးလွင်ရင်းနှဲလိုက်ဖို့သွားကကာကျိုးရုပ်ကိုကြည့်ရင်မှတစ်ခုခုသွားပြီးတတိတရရှိနေတယ်ဒါပေမဲ့စဉ်းစားလို့မရအောင်ဆရာလေးကပကြီးပပုဝါသနာပါပုံရတယ်ဒီရုပ်ထုကိုများစိတ်ဝင်တစားနဲ့ကြည့်နေလိုက်တာဦးခေါ်နေရတော့မကြောက်ဦးရဲ့သားလည်းဘလို့ဖြစ်တယ်မသိဘူးမြမပြည်မှာလှုပ်တဲ့ရုပ်ထုကိုမြမပြည်ပြန်ပို့တာဘာစိတ်ကူးလဲဆိုတာဖုန်းဆက်ပြီးမေးကြည့်အောင်မယ်ကဲဆရာလေးတို့အခုလိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်အန်ကယ်ရေကျွန်တော်မှလှုပ်ဆရာလှုပ်လေးရှိလို့ခွင့်ပြုပါအောင်ကောင်းပါပြီကွယ်ကောင်းပါပြီကျော်စိုးလွင်ကဥစိန်တောင်နှုတ်ဆက်ပြီးအိမ်ပြင်ထွက်ခါနေမှာကာကျိုးရုပ်တံကိုလှမ်းကြည့်လိုက်ရာမိန်းကလေးတယောက်ရက်နေတော့တဲခွဲစွာမြင်တွေ့လိုက်ရတယ်ထိုမိန်းကလေးကိုကောင်းစွာမြင်တွေ့ခဲ့တာကိုလည်းချက်ချင်းသတိရသွားတယ်ထိုအသည့်ကြောင့်သူ့တကိုယ်လုံးစက်သိမ်းမွေးညင်းများထကအိမ်ပြင်ကိုထွက်ခဲ့တယ်ညဟန်လကွေညတကောင်းရံထက်ပို့ပြီးတော့မဲမောင်နေပါတယ်ဝင်းကျက်တစ်ခွန်းလုံးမှလည်းမှောင်မဲနေုံနဲ့မပြီးဘူးတိတ်ဆိတ်နေသက်ချင်းကပါပံ့ပိုးထားပြန်ရထိုညကအကြီးတန်လျက်ကြောက်မက်ဖွယ်အတိဖြစ်နေတယ်ညောင်လီကတော့ပပလက်လက်လေးဝေးတိုက်လာပါတယ်ကျော်စိုးလင်တရားအိမ်ပုံစံတစ်ခုကိုစိတ်ပါလက်ပါရေးဆွဲနေသည်ဖြစ်ရာညနေနေသည့်တိုင်သတိမပြုသေးပါဘူးပတ်ဝန်းကျင်ကိုလည်းအလိုအလျောက်လစ်လျူပြုမိတာဖြစ်နေတယ်အိမ်တွင်းခန်းမှာရှိနေတာဖြစ်လို့လေဝင်းကျင်ကိုစိတ်ချထားပုံရတယ်ထိုစဉ်ထုံးညှိထားတဲ့ဖျောင်းနိုင်နှစ်တိုင်မှမီးအောင်တို့ကတမဟုတ်ချင်းငိမ့်သွားတယ်ဒါကြောင့်ကျော်စိုးလင်မိထုံးညှိရန်အနီးပါရှိမိချက်ကိုမောင်ထဲမှာပဲလက်နက်ဖက်နဲ့စမ်းပြီးရှာဖွေလိုက်တယ်မိချက်ကအတန်ကြာတဲ့တည်စမ်းရှာလို့မရဘူးထိုစဉ်အိမ်ရှိတကားပေါက်စီမှာလူတယောက်ဝင်လာတဲ့ခြေတံတို့ကိုတိုင်းသားကြလိုက်ရှာပါတယ်ကျော်စိုးလင်မိချက်စမ်းရှာရင်ဝင်လာတဲ့ခြေတံတို့ကိုနားဆင်ကြည့်လိုက်တယ်ခြေတံမှာလေးလေးမှန်မှန်ရှောက်လာတာဖြစ်လို့မိန်းကလေးတအူးရှောက်လာလေသလားလို့ထင်မိတယ်သူထင်တဲ့အတိုင်းအိမ်ရှိတကားပေါက်ကိုငှက်ဆောင်ကြည့်လိုက်တဲ့အခါနုပြိုဆိုးဝင်ပြီးတောက်ပတဲ့ကကြည်တဲ့အဝတ်စားများဝတ်ဆင်ထားတဲ့မိမပြိုတအူးသူ့ထံကိုတဲ့မဲ့စွာရှောက်လာနေတာကိုမထင်မရှားလှမ်းမြင်ရတယ်သူတကူလုံးတိတ်တိတ်ခေါင်းတုံးလုံးခြောက်ချသွားတယ်ဒါကြောင့်မိချက်ကိုနီးပါးတဝိုက်ကမန်ကရန်ရှာဖွေကြည့်ရစမ်းမိသွားတယ်
ထိုမီးချစ်ဖြစ်ဖျောင်းနိုင်ကိုမီးထိုးညှိလိုက်တယ်တခါလောက်မီးရောင်နဲ့ထိန်လင်းသွားတယ်ထိုမီးအလင်းရောင်ဖြစ်သူ့ထံကိုရှောက်လာနေတဲ့ကားကြီးတဲ့အဝတ်အစားများနဲ့လှပချောမွေ့တဲ့မိမပြိုရဲ့ရုပ်စင်းတံတန်ကိုတဲကွဲစွာတွေ့လိုက်ရပြန်ပါတယ်ကျော်စိုးလွင်တကူလုံးချက်သိမ်းမွေးညင်းများထသွားတယ်အန်အောထိတ်လန့်မှုကြောက်စိတ်ကြောင့်ထိုင်ရမှထကဖျောင်းနိုင်မိကင်လျက်တစ်ဖက်ကန်းကိုကူးလာလိုက်တယ်တစ်ဖက်ကန်းမှာအိတ်ခမ်းဖြစ်လို့သူ့ရဲ့ဇနီးတဲ့နဲ့ကလေးနှစ်ဦးမှာကတင်ပေါ်မှာအိမ်မောချလျက်ရှိနေတာ哦ဖျောင်းနိုင်မိအလင်းနဲ့မြင်တွေ့ရပါတယ်ဒီတော့မှကျော်စိုးလွင်စိတ်ထဲအနှင်းငယ်ပေါ်ပါသွားတယ်လို့ခံစားရတယ်သူ့ရဲ့အလုတ်ခန်းကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်အိမ်ထဲဝင်လာတဲ့ကကြည်တဲ့မိမပြိုကသူ့ရဲ့အလုတ်ခန်းအတွင်းမှာရောက်ရှိနေပြီးသူ့ကိုလှမ်းခေါ်နေတယ်ကျော်စိုးလင်ခေါင်းကိုတွင်တွင်ခါခါအခန်းတကားကိုအလင်းမြန်ပိတ်လိုက်တယ်။လက်ထဲမှာတော့ဖျောင်းတိုင်မီကိုငိမ့်ကကတင်ပေါ်ရှိဇနီးတဲ့ဘေးမှာလှဲ့အိပ်ရင်းနဲ့ငိမ့်နေလိုက်ပါတယ်။တိတ်ဆိတ်နေတဲ့ညဦးရံချိန်မှာအိမ်ထဲမှာဘာကူမှထိတွေ့မရတဲ့အခါမှာသူ့ကိုယ်သူသဘောပေါက်သွားတယ်။ဒီတော့မှဘေဘီကိုတေချာစွာကွေ့ပတ်ကြည့်လိုက်တယ်။ကတင်ပေါ်မှာသူတယောက်တည်းအိပ်ပျော်သွားခဲ့ရမှသူအိမ်မက်မက်နေခြင်းဖြစ်ပါတယ်။ထူးခြားတာကသူမက်တဲ့အိမ်မက်ကဒုတိယချိန်မြောက်ပြန်မက်တဲ့အိမ်မက်ဖြစ်နေခြင်းပဲ။ဒီအိမ်မက်ကိုရန်ကုန်မှာနေစေမိသားစုနဲ့အတူအိတ်ခဲ့စင်းကပထမဦးစွာမှတ်ခဲ့ဘူးတယ်။ယခုတော့ထိုအိမ်မက်ကိုပုံတူပြန်ပြီးတော့မြင်မှတ်ချင်းဖြစ်လို့ကြော်စိုးလွင်အံ့ဩကြီးစွာဖြစ်ရတယ်။ပိုပြီးအံ့ဩရတာကအိမ်မက်ထဲမှာမင်းမပြိုရဲ့ရုပ်စင်းအင်ကာနဲ့ကာကျိုးရုပ်ရဲ့အစင်းတံတူနေခြင်းပင်ဖြစ်ပါတယ်။ဒါအပြင်ကာကျိုးရုပ်စင်းတံနဲ့ကာကျိုးရုပ်ရဲ့ဘေးမှာအမြဲမြင်တွေ့ခဲ့ရတဲ့မင်းမပြိုတို့ရဲ့ရုပ်စင်းအင်ကာမှလည်းထက်တူကြနေပြန်ပါတယ်။ကြော်စိုးလွင်ကတွေးရင်နဲ့ခေါင်းရှုပ်လာတာမို့ခေါင်းကိုခါရရင်အိယာမထကစောစီးစွာမျက်နှာထားတက်လိုက်တယ်။အရှိဘက်ကောင်းကင်ပြင်မှာရောင်နေတန်းလာနေပြီဖြစ်လို့အိမ်ပြင်ကိုထက်ကလမ်းလျှောက်ခြင်းအမှုကိုပြုရန်တားဆိုလိုက်ပါတယ်။ကျော်စိုးလင်တယောက်လမ်းလျှောက်ရာမှပြန်လာတဲ့ချိန်မှာဦးစိန်တောင်းတို့မိသားစုအိယာမနိုးနေပြီဖြစ်တယ်။စောင်းလို့ရလုံသားတချို့လည်းလုပ်ငန်းစတင်ရင်ပြင်ဆင်နေကြတာကိုတွေ့ရတယ်။ဒါကြောင့်ကျော်စိုးလင်ခြေလန်းတက်တက်နဲ့စောင်းလက်စာတိုင်စီကိုလှမ်းလာလိုက်တယ်။ထို့စဉ်ဆရာလေးဒီဘက်ကိုခဏကြွခဲ့ပါအောင်။ဦးစိန်တောင်းရဲ့လမ်းထွက်ခေါ်တဲ့ကြောင့်တစ်ဖက်တိုင်စီကိုကျော်စိုးလွင်လာခဲ့ရတယ်။အိတ်ကန်းစတီမှာဦးစိန်တောင်ကထိုင်လဲဆောင်နေတယ်။ကျော်စိုးလွင်အိတ်ကန်းမှာထိုင်မိတာနဲ့ဦးစိန်တောင်ကစတင်ပြောတယ်။မင်းညံကတော်တော်မိုးချုံမှာအမေရိကဖုန်းလာတယ်။အဲဒီမှာဦးရသားလက်ကသူပို့လိုက်တဲ့ကာကျိုးရော့အကြောင်းကိုတိတိကျကျပြောပြတယ်။အဲ့ဒါဆရာလေးကိုပြောပြခြင်းလို့ပါ။ဟာအတော်ပဲကျွန်တော်ကလည်းအဲ့ဒီကာကျိုးရော့အကြောင်းသိချင်နေရဦးရဲ့။ဦးစိန်တောင်ကစကားဆက်ပြောရင်အားယူတဲ့အနေနဲ့စတီထိုင်ကုန်ကိုနောက်မိထားရမှာကိုမက်ကဟန်ပြန်လိုက်တယ်ပြီးနောက်ဆက်ပြောတယ်ဒီလိုဆရာလေးရဲ့ဒီကာကျိုးရုပ်ကလေးကဥယျာသားပကံကိုအလဲသွားခဲ့စဉ်ကအင်မတန်သဘောကျနှစ်ချိုင်လွန်းလို့ပပုဆရာကြီးတဦးစီကငွေအတော်များများပေးပြီးတော့ဝယ်ခဲ့ရလေဒီကာကျိုးရုပ်ကလေးရတဲ့နေ့ကစပြီးဥယျာသားလေးစီးပွားတွေတက်လာတာအံ့ဩစရာကောင်းတယ်ဒါနဲ့ပဲလုပ်ငန်းဆက်သွယ်တွေရပြီးအမေရိကမှာလုပ်ငန်းရှယ်ယာဝင်ဖို့ခဏသွားရင်ကဟိုမှာနေဖို့အကြောင်းဖြစ်သွားတာပါပဲဥစိန်တောင်ကခိတ္တစကားစဖြတ်ရင်ကျော်စိုးလွင်ကိုမတိမတာအကဲခတ်ကြည့်လိုက်ပါတယ်ကျော်စိုးလင်တယောက်စိတ်ဝင်စားစွာနားထောင်နေမှန်းသိမှဆက်ပြောတယ်။ဒီလိုနဲ့ဥယျာသားမိသားစုဟာအမေရိကကိုပြောင်းသွားကြတော့ဒီကာကျိုးရုပ်ကလေးကသူတို့မိသားစုနဲ့အတူပါသွားတာပေါ့။အမေရိကကိုရောက်မှဦးလေးသားရဲ့စီးပွားရေးလုပ်ငန်းတွေကအဆင်ပြေလိုက်အဆင်မပြေလိုက်နဲ့ဖြစ်နေတယ်။အဲဒီမှာမကြာခဏသူအိမ်မက်တယ်။အိမ်မက်ထဲမှာရှိတ်ခင်မင်းသမီးအဝယ်စားနဲ့မိန်းကလေးတဦးကသူ့ကိုမြန်မာပြည်ပြန်ပို့ဖို့ပြောလို့ရှိတယ်။အဲ့ဒါကိုအိမ်မက်လို့သဘောထားပြီးဥယျာသားကမေမေရော့ရော့နေလိုက်ပြန်တယ်။အန်ကဲ့တာအိမ်မက်ထဲကမင်းသမီးအဝယ်စားနဲ့မိန်းကလေးကအပြစ်မှရှိနေတဲ့ဘဘူးကာကျိုးရုပ်ပုံတံနဲ့တူနေတာကိုသူတတိမထားမိဘူးထင်တယ်နော်။ဆရာလေးကဘယ်ဆိုလို့လဲ။ဥယျာသားကအဲ့ဒါလောက်အတွေးမရှိဘူး။အဲ့ဒါကြောင့်သူ့စီးပွားရေးတော်တော်နှိမ့်ကျသွားတယ်။အိမ်မက်ကတော့မကြာခဏမှတ်နေရပဲ။အိမ်မက်မှတ်တဲ့အတိုင်းလေမိန်းကလေးကမြန်မာပြည်ပြန်ပို့ဖို့ကြီးပဲပြောနေရပဲ။အဲ့ဒါလေသူ့မှာကာကျိုးရုပ်နဲ့ဆက်နေမှမသိဘူး။တနေ့မှာတော့အိမ်ကန်းထဲမှာရှိတဲ့ကာကျိုးရုပ်ဟာအလိုအလျောက်လဲကျသွားတယ်။သူကိုယ်တိုင်အိမ်ကန်းထဲမှာရှိနေတော့သူတော်တော်အံ့ဩသွားတယ်။ဒါနဲ့ကာကျိုးရုပ်ကိုနေရာတကျပြန်ထားတဲ့ချိန်မှာကာကျိုးရုပ်ရဲ့မျက်နှာထားဟန်ပန်ကိုတိတိကျကျကြည့်မိမှသူ့အိမ်မက်ကိုသွားတရရတယ်။အဲဒီညမှာထပ်ပြီးသူ့ကိုအိမ်မက်ပေးတယ်။ဒီတော့မှဥယျာသားကသဘောပေါက်သွားပြီးဒီကာကျိုးရုပ်ကိုဦးလေးစီကိုပြန်ပို့လိုက်တာပဲဆရာလေးရဲ့။ဒီကာကျိုးရုပ်ဟာအတော်တော့စိတ်ဝင်စားစရာကောင်းတယ်နော်။ကျွန်တော်ကိုယ်တိုင်လည်းဒီကာကျိုးရုပ်ကိုမြင်ပြီးတော့စိတ်ထဲကတစ်မျိုးဖြစ်နေတယ်။ဘာလဲတော့တိတိကျကျမပြောနိုင်ဘူး။ဦးကြားဘူးတာတခုတော့ရှိတယ်။ရှေးဟောင်းအသက်ပညာတွေထဲမှာမော်တက်ပညာဆိုတာတကယ်ရှိခဲ့တယ်လို့ဆိုတယ်။တချို့ဘဘူးဆရာကြီးတွေဟာသူတို့တက်မှတ်ဆွဲလန်းတဲ့အရာတွေကိုသူတို့ထုလုပ်တဲ့ဘဘူးရုပ်ထဲမှာမော်တက်ပညာနဲ့စီရင်ပြီးတော့အသက်သွင်းတက်ကြတယ်လို့လေ့လာဖို့တယ်။ဒီကာကျိုးရုပ်ကအဲ့ဒါလိုမျိုးများဖြစ်နေမလားတော့မသိဘူး။
တခါဒီကာကျိုးရုပ်ကိုဆရာလေးတိတိကျကျစောင့်ကြည့်တခုခုတော့ထူးခြားတယ်လို့အန်ကယ်ထင်တယ်ဟုတ်ကဲ့ပါအန်ကယ်ကျော်စိုးလွင်စကားစာကိုဖြတ်ပြီးကာကျိုးရုပ်ကိုတစ်ချက်လှမ်းကြည့်ကထွက်လာခဲ့တယ်ထိုညကတညလုံးလိုကျော်စိုးလွင်အိမ်မရခဲ့ဘူးအเจ้าရင်းကကျော်စိုးလွင်အိမ်ရပြီးကိုကာကျိုးရုပ်နဲ့ဆင်းတဲ့မိန်းကလေးတအူရောက်လာကတညလုံးစကားပြောနေလို့ဖြစ်ပါတယ်ကျော်စိုးလွင်ကစကားမပြောချင်လို့စောင့်ကောင်းမိချုံကအိတ်နေသည့်တိုင်စကားပြောမရက်တဲ့ထိုမိန်းကလေးကြောင့်ကျော်စိုးလွင်ဘလို့မှအိတ်လို့မရနိုင်ခဲ့ဘူးမောင်းထုတ်လို့လည်းမသွားဒါကြောင့်တပည့်ကျော်လှကျော်အခန်းကိုပြောင်းရွှေ့အိတ်သည့်တိုင်ထိုမိန်းကလေးကလိုက်လာပြီးစကားပြောနေစေထိုအခါသူစိတ်မရှိစွာနဲ့ထိုမိန်းကလေးကိုအော်ငေါက်ကမောင်းထုတ်မိတယ်တပည့်ကျော်လှကျော်ကဘာမှနားမလည်သလိုသူ့ကိုကြောင်ကြည့်ကဘေးရီးဖြစ်နေတယ်အကယ်စင်စစ်ထိုမိန်းကလေးကိုသူတယောက်သာမြင်တွေ့ရပြီးသူနားထဲမှာလည်းမိန်းကလေးရဲ့စကားတန်တွေကိုကြားနေရလေရာဘာကူမှမမြင်ရမတွေ့ရမကြားရတဲ့တပည့်ကျော်လှကျော်အတွက်ကျော်စိုးလွင်မှာယူတယောက်လိုဖြစ်နေတယ်ဒါကြောင့်လဲစိတ်ညစ်ညစ်နဲ့ငိမ့်ကုတ်ကတညာလုံးဆောင်ကောင်းပြီးခြုံပြီးနေခဲ့ရပါတယ်မိုးစင်စင်လဲမှအိယာမထားကအိမ်ပြင်ကိုလမ်းလျှောက်ထွက်လာလိုက်တယ်ဒီတော့မှကာချိုးရုံမင်းသမီးကပျောက်ကွယ်သွားတယ်လမ်းလျှောက်လာစဉ်အေးရင်မဝလို့ခေါင်းထဲမှာလည်းမူးဝင်နေတယ်စိတ်ညစ်ညစ်နဲ့လမ်းလျှောက်နေရတာဖြစ်လို့ဘာမှဥတီချက်မရှိပဲတခါတရံစိတ်လွတ်ကုန်လို့ဖြစ်သွားတယ်မကြမီလမ်းဆောင်လမ်းကော့တစ်ခုကိုရောက်လာတယ်အတိကင်းမဲ့တဲ့သူခနာကိုကြီးကစက်ရုပ်တရုပ်လိုလမ်းဆောင်ကိုဖြတ်ကူးလိုက်တယ်သူ့ရဲ့ဘေးညာစီမကားနှစ်စင်းကသူ့ထံကိုရှိန်နဲ့ဥတီမောင်းနေလာပါတယ်ဟွန်းတန်ဘေးကသူ့ကိုရှောင်ရှားရန်ချက်ပြီးတယ်သူဘာမှမကြောက်သူ့ရဲ့လေးလံတဲ့ခြေလမ်းများအတိုင်းလမ်းဆက်ရှောင်နေတယ်ဟာဒီလိုတော့ကားလမ်းမကြီးအလယ်မှာဟုတ်ပါရိုးနေရများလားမသိဘူးကားတိုက်ပြီးတော့မှပဲဟော့တော့တိုက်ပြီးလမ်းမပေါ်ရှိခရီးသွားသူတို့ထံမှာတယောက်တစ်ပေါက်ပြောတဲ့ဆုံးမှာညနေချင်းဆိုင်လာနေတဲ့ကားနှစ်စီးမှာသူ့ကိုထိတ်တိုက်မိသွားတယ်ထိုအဖြစ်ပြက်ကြောင်လူအုပ်ကြီးမှာကားနှစ်စီးအနီးကိုပြေးလွှားသွားကဝိုင်းအောင်ကြည့်ကြတယ်ဒီလိုဝိုင်းအောင်ကတိုးဝှေ့ကြည့်နေကြတဲ့လူအုပ်ကြီးထံမှာအတန်တန်ထွက်လာတယ်ဟုတ်တော့ဒီလူကဘာမှမဖြစ်ပါလားကို့လိုဘာမှဖြစ်ဘူးနော်ကျွန်တော်ဘာဖြစ်မှလဲကျွန်တော်ဘာမှဖြစ်ဘူးဘာမှဖြစ်ရမှာလဲဗျခမရကားနှစ်စီးလုံးတက်ကြီးဝင်တိုက်လိုက်တာကျွတ်တို့အားလုံးမျက်မြင်ပဲဟာခမရဘလို့လို့အသက်ချမ်းသာသွားတယ်လဲဆိုတာကျွတ်တို့မတွေးတတ်တော့ဘူးဧကနာခမရကကိုပြောက်ဝိတ်စာများလားဗျာကျွတ်တို့ပြောပြစမ်းမအောင်ကျော်စိုးလွင်ကလမ်းမဘေးတနေရာမှာငုတ်တော့ကလေးထိုင်နေရမှကြပြားကတိလူးလက်ထားပြီးသူ့ကိုဝိုင်းအောင်ကြီးကတယောက်တစ်ပေါက်ပြောဆိုနေသူများထံလိုက်ကြည့်ရင်သူ့ဖြစ်ကိုသူပြန်တွေးကြည့်လိုက်တယ်ဘာကိုမှတိတိကျကျအဆဆုံးမမှတ်မိတော့လဲအဖြစ်ပြက်တစ်ခုတော့သူမတ်ရရခန်းစားသိရှိလိုက်တယ်ထိုဖြစ်ပျက်ကမကြသေးခင်ကကာကျိုးရုပ်မင်းသမီးကသူ့လက်ကိုလှမ်းဆွဲကစောင့်ခေါ်လိုက်ခြင်းပင်ဖြစ်တယ်ခဏအတွင်းမှာပဲထိုမင်းသမီးသူ့အနီးမှပျောက်ကွယ်သွားခဲ့တယ်ထိုအကြောင်းကိုသူ့ကိုဝိုင်းအောင်ကြီးကမေးမြန်းနေကြတဲ့လူအုပ်ကြီးကိုရှင်းပြလိုက်မယ်လို့စိတ်ကူးလိုက်တော့လေထိုအကြောင်းကိုပြောပြရင်သူ့ကိုယူလို့ထင်ကြားမဲ့သူကများနေလေရာဘာကုမှမပြောတော့ပဲလူအုပ်ကြီးအနီးမှထထွက်သွားတယ်ယခုနောက်ပိုင်းကျော်စိုးလွင်တယောက်အေးရေးပြက်များကအလုတ်ပင်မန်းလုံးတို့အားနေကမူးမေ့လေးချသွားတာကြောင့်စိတ်ယုံကိုရေးပေါ်တင်လိုက်ရတယ်ကျော်စိုးလွင်စိတ်ယုံတက်ရတဲ့သတင်းကြောင့်ရန်ကုန်မှဇနီးတဲ့ခင်မာလာလိုက်လာပြီးပြုစုလောက်ကင်ပေးတယ်ဦးစိန်တောင်းရဲ့အိမ်မှာလည်းအပိသက်ချောကင်နေပြီဖြစ်ရာမကြခင်အိမ်ကိုအနှံနိုင်ပြီးတော့မယ်ပြီးရတဲ့ရန်ကုန်ပြန်ရဲ့အကြောင်းဖြစ်ပါတယ်ဒါကြောင့်ဇနီးတဲ့ခင်မာလာကလည်းကျော်စိုးလွင်အလုပ်ပြီးတဲ့အထိနေမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်ရန်ကုန်မှသားသမီးများအတွက်တော့ခင်မာလာရဲ့ညီမကတာဝန်ယူစောင့်ရှောက်ထားသည်ဖြစ်ရာစိတ်ပူစရာအကြောင်းမရှိဘူးကျော်စိုးလွင်ကစိတ်ယုံမှာ9ရက်မြစိတ်ကူတာမှုခံယူပြီးနောက်ကျမ်းမာလန်းဆန်းစွာဖြင့်စိတ်ယုံမှာဆင်းခဲ့တယ်ဦးစိန်တောင်းရဲ့အိမ်မှာဇနီးမောင်နှံအတူနေပြီးလုပ်ငန်းများကိုပြီးသက်လုပ်နေပါတယ်ကာကျိုးရုပ်မင်းသမီးနဲ့ပတ်သက်လို့လည်းဇနီးတဲ့ခင်မာလာကိုဘာမှမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်လို့သာနေတယ်ခင်မာလာမှာကြောင်းလန့်တက်သူဖြစ်ပါတယ်အကြောင်းစုံသိပါကဒီအိမ်မှာနေရဲမှာမဟုတ်မှန်ကျော်စိုးလွင်သိထားတယ်ဒါကြောင့်အတိမပေးဘဲနေခြင်းဖြစ်တယ်တညမှာကျော်စိုးလွင်တို့ဇနီးမောင်နှံအိယာခန်းထဲကိုကာကျိုးရုပ်မင်းသမီးရောက်လာကထုံးစံတိုင်းကျော်စိုးလွင်ကိုစကားတွေပြောနေတယ်ကျော်စိုးလွင်မှာကာကျိုးရုပ်မင်းသမီးလာတာနဲ့ဘလို့မှအိတ်လို့မရအောင်နားထဲမှာလည်းထိုမင်းသမီးပြောတဲ့စကားတန်များကအတိုင်းသားကြားနေရတယ်မောင်တော်ဒီနေရာကသွားရတော့မှာမို့လို့ပြောနေရပေါ့နမတော်ကတော့မောင်တော်ကိုကြည့်ပြီးတနာနေရတာနဲ့ရှင်ခွေးတော်မယ်မောင်တော်ရဲ့ဒီဘဝမှာမောင်တော်နဲ့နမတော်ဘလို့မှပေါင်းဖက်လို့မရတော့ဘူးဆိုတာနမတော်သိပါတယ်ဒါပေမဲ့နမတော်ရဲ့စိတ်ထဲမှာမောင်တော်ကိုဘလို့မှမေးပြောင်းလို့မရနိုင်အောင်စွဲလန်းနေတဲ့စိတ်ကြောင့်မောင်တော်အပေါင်းနမတော်အမြဲလိုက်နေရတာပါမောင်တော်ကိုနမတော်မခွဲခွာနိုင်လို့ဒီနေမြေမှာအလုပ်တွေရအောင်နမတော်စူးစမ်းရှာဖွေပေးပါမယ်မောင်တော်အစဉ်ပြေလို့ချမ်းသာတော့တဲ့တနေ့ကျရင်သာနမတော်အတွက်ရီမန်းပြီးအလူဒါနတစ်ခုပြုပြီးတော့နမတော်ကိုအမျှတမ်းပေးဝေရင်နမတော်ကြည်နပ်ပါရင်မောင်တော်ရဲ့
ခံစားမှုအပြည့်နဲ့လွမ်းတတပြောရင်မိုးရှိုက်လို့နေပါခံစားနေရတဲ့အတန်နဲ့ရုပ်ပိုင်ရှင်ကာကျိုးရုံမင်းသမီးကိုကြည့်ကကြော်စိုးလွင်တနာသွားမိတယ်။ကဲမင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ရပါစေမယ်လို့လည်းငါကတိပေးတယ်။မင်းဘက်ကလည်းငါ့ကိုမနှောက်ယှက်ပဲနဲ့မင်းပြောတဲ့အတိုင်းစောင့်ရှောက်ပေးပါ။ကိုကျော်ဘာတွေပြောနေရလဲ။အိမ်မက်နေရလားယင်။ကြော်စိုးလွင်ရဲ့နှုတ်မှထွက်လာတဲ့စကားတန်ကအနှဲငယ်ကျေသွားလို့အိယာမှာနိုးလာတယ်။ဇနီးတဲ့ခင်မလာတယောက်ကြော်စိုးလွင်ကိုကြည့်ကအံ့ဩနေတယ်။ဒီတော့မှကြော်စိုးလွင်ကသူ့အဖြစ်ပြက်ကိုသူသိသွားပြီးနောက်သူအိမ်မက်နေရပဲလို့လိန်ပြောကဇနီးတဲ့ကိုချုံမွန်လိုက်တယ်။အဲ့ဒီနောက်ပိုင်းရက်များမှာစပြီးကျော်စိုးလွင်ထံကိုကာကျိုးရုပ်မင်းသမီးရောက်မလာတော့ပါဘူး။ကျော်စိုးလွင်တို့စောက်လို့ရဖွဲ့များကလည်းဦးစိန်တောင်းရဲ့အိမ်ကိုအချောသက်လောက်ကင်ပြီးစီလို့အိမ်တော့ပင်အနံ့နိုင်ခဲ့ပြီဖြစ်တယ်။ထိုနေ့မှာပင်ကျော်စိုးလွင်တို့အဖွဲ့အားအလုတ်သိများဆက်ကအနံ့လာသူတို့နဲ့တွေ့ဆုံရတယ်။ဒါကြောင့်ဇနီးတဲ့ခင်မလာကိုရန်ကုန်ကိုပြန်ပြီးစီလို့ကကျော်စိုးလွင်မှာအနံ့လာတဲ့အလုတ်တို့ကိုဦးဆောင်လောက်ကင်ရင်မန္တလေးမှာကြံနေရခဲ့တယ်။ဒီလိုမန္တလေးမှာနေစဉ်ဦးစိန်တောင်းအိမ်ကိုအကြောင်းတစ်ခုခုနဲ့အမြဲရောက်လို့ရှိတယ်။ထိုခါတိုင်းကာကျိုးရုပ်ကိုကြည့်ကသူအမြဲနှုတ်ဆက်လေးရှိတယ်။သူနှုတ်ဆက်ခဲ့တဲ့ညတိုင်းလေကာကျိုးရုပ်မင်းသမီးကသူ့ရှိရာကိုလာပြီးစကားပြောလေးရှိတယ်။ကြာတော့ကာကျိုးရုပ်မင်းသမီးရောက်မလာရင်တော့ကျော်စိုးလွင်တယောက်သူမကိုမျှော်ကတတိယနေလေးရှိတယ်။ဒီလိုနဲ့ပဲရာသီသုံးနေပြောင်းကကျော်စိုးလွင်တယောက်မန္တလေးမှာနှစ်ပတ်လည်နေဖြစ်သွားလို့အလောက်ကင်တွေလည်းမယမနာလောက်ကင်ရလို့စီးပွားရေးလည်းပြည်လေလာပါတယ်။ကိုပိုင်ကုမ္ပဏီထူထောင်ရန်အင်အားပင်ရရှိလာတဲ့အထိဖြစ်လာတယ်။ရန်ကုန်ရှိကျော်စိုးလွင်ရဲ့ဇနီးတဲ့ခင်မလာကလည်းသူအားရန်ကုန်ကိုပြန်လာရင်မကြာခဏပြန်ခေါ်နေတယ်။ဒါကြောင့်မန္တလေးရှိလုပ်ငန်းတွေကိုအပိသက်အောင်လက်စတက်နေရတယ်။ထိုရက်များအတွင်းတညမှာတော့ကာကျိုးရုံမင်းသမီးကျော်စိုးလွင်ထံရောက်လာတယ်။ခုလောက်ဆိုရင်မောင်တော်လည်းစီးပွားရေးအဆင်ပြေသွားပါပြီ။မောင်တော်ဆွဲလန်းစိတ်နဲ့မောင်တော်နောက်ပါကိုဘလောက်ပဲလိုက်ဒီဘဝမှာတော့မောင်တော်နဲ့နှမတော်တို့ရဲ့ဘဝကကွာခြားသွားပြီမို့နှမတော်အမြဲစိတ်ဆင်းရဲနွမ်းနယ်နေရပါတယ်မောင်တော်ရဲ့နှမတော်အဲ့ဒီစိတ်ကိုဆက်ပြီးတော့မခံစားချင်တော့ဘူးဖြစ်နိုင်နှမတော်အဲ့ဒါလိုစိတ်အနှောက်အယှက်ထဲကျွတ်ချင်လွတ်ချင်ပါပြီအဲ့ဒါကြောင့်မောင်တော်အနေနဲ့နှမတော်ပေါ်တနာငင်ညာသေးတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့နှမတော်ရရှိအောင်အမျှဝေပေးပါမောင်တော်ရဲ့အမျှဝေပေးပါနော်နှမတော်တောင်းပန်ပါတယ်ကာကျိုးရုံမင်းသမီးလေးကကြော်စိုးလွင်ကိုတနာခံရင်ငိုပွဲစင်ကတောင်းပန်ရှာပါတယ်ကျော်စိုးလွင်မှာကာကျိုးရုံမင်းသမီးလေးငိုပွဲစင်ပြီးတောင်းပန်နေတာအောင်ကြည့်ပြီးအလွန်တနာသွားမိတယ်။ရှင်ထဲမှာလည်းကြည်ကြည်ကွဲကွဲခံစားလိုက်ရတယ်။ဒါကြောင့်ကာကျိုးရုံမင်းသမီးပြောတဲ့အတိုင်းကုသိုလ်ကောင်းမှုပြုလုပ်ပေးရင်ကျော်စိုးလွင်ကတိပေးလိုက်တယ်။မကြာမီမန္တလေးရှိတကူကြီးဖျားမြောက်သွားကကာကျိုးရုံမင်းသမီးလေးကိုရှီမန်းပြီးတော့ရွှေသင်္ကန်းတွေကတ်လူပေးကသူမကိုအမြတမ်းပေးဝေးတယ်။ဒါ့အပြင်ကျော်စိုးလွင်နေထိုင်ရာအိမ်မှာလည်းဘုံတော်ကြီးများပင့်ဖိတ်ပြီးသင်္ကန်းများကတ်လူခြင်းစွန့်ကတ်ခြင်းတို့ကိုပြုလုပ်ကကာကျိုးရုံမင်းသမီးကိုအမြတမ်းပေးဝေခဲ့တယ်။ထိုနေ့မှာပဲကျော်စိုးလွင်တယောက်ကာကျိုးရုံရှိရာရတနာဦးစိန်တောင်းအိမ်ကိုသွားတယ်။ကျော်စိုးလွင်ကိုမြင်တာနဲ့ဦးစိန်တောင်းကတန်တော်နဲ့တိုက်ဆိုင်လိုက်တာဆရာလေးဟာကျုပ်ကလည်းဆရာလေးကိုတတိယပဲအခုပဲဆရာလေးစီကိုလာဖို့ပြင်နေတာ။ကဲခီးရောက်မဆိုင်ပဲဆရာလေးစိတ်ဝင်စားခဲ့တဲ့ကာကျိုးရုံအဖြစ်ဖြတ်ကိုကြည့်ပါဦး။ဦးစိန်တောင်းကအေကန်းထောက်မှာစုပုံထားတဲ့တဲ့ပိုင်းစာများကိုလက်ညှိုးညွှန်ရင်ပြောလိုက်တယ်။ကျော်စိုးလွင်ထိုးတသားပုံကိုတလဲဦးစိန်တောင်းကိုတလဲကြည့်ကအံ့ဩတွေ့ဝေနေတယ်။ဆရာလေးအံ့ဩသွားမယ်ဆိုတာကျုပ်သိတယ်။ကျုပ်ကိုယ်တိုင်လည်းအရန်အံ့ဩနေမိတယ်။ကျန်ခဲ့တဲ့3-4ရက်အထိကာကျိုးရုပ်ထုကဒီခန်းဒီနေရာမှာအကောင်းပကတိရှိနေသေးတယ်။စောစောကမှကျုပ်ကအေကန်းတန့်ရှင်းလုပ်ဖို့စိတ်ကူးမိပြီးဒီရုပ်ထုကိုပါတန့်ရှင်းလုပ်ဖို့စိတ်ကူးမိပြီးတော့တန့်ရှင်းလုပ်လိုက်တာအဲ့ဒါလိုအပိုင်းအစာတွေဖြစ်ပြီးပဲ့ကျွေသွားတော့တာပဲ။ကျွန်းသားဖြစ်ပါလျက်နဲ့အခုလိုချရီစားပြီးပဲ့ကျွေသွားတာကျုပ်တက်တော့ဒါပထမဆုံးမြင်ဘူးချင်းမဲ့ဆရာလေးကြည့်ပါအောင်။ဦးစိန်တောင်းစကားကိုနားထောင်ပြီးနောက်အကျိုးပဲ့များစုပုံထားတယ်။တသားပုံရှိရာနီးကိုသွားကကျော်စိုးလင်လေးလာကြည့်လိုက်တယ်။ကျွန်းဘဘူးရုပ်ထုမှာခြားစားထားတဲ့အရာတွေကိုမြင်တွေ့ရကရုပ်ထုရဲ့ခြေလက်ခေါင်းခါစတဲ့နေရာတို့တစားစီကျူးပဲ့နေတာကိုတွေ့ရတယ်။ချက်ချင်းပင်ကာကျိုးရုံမင်းသမီးရဲ့အစိမ်းယူပကောင်မြင်ရကကျေးဇူးတင်ပါတယ်မောင်တော်ပေးဝေတဲ့ကုသိုလ်အဖို့ဘာကောက်ရရှိလို့နမတော်အခြားဘဝကိုပြောင်းသွားပါပြီ။ဆက်လက်ပြီးသာသနာပြုနိုင်ပါစေလို့ဆုတောင်းပေးပါရယ်။ကောင်းကျိုးအဖျားဖျားနဲ့ပြည့်စုံပါစေ။ကာကျိုးရုံမင်းသမီးရဲ့အတန်ကိုလည်းတိုင်းသားကြားနေရပါတယ်။မကြာမီကျော်စိုးလွင်ရဲ့မြင်ကွင်းမှာကာကျိုးရုံမင်းသမီးပုံတံပျောက်သွားတယ်။တခဏအတွင်းမှာပဲအလင်းတန်းတစ်ခုအိတ်ကန်းတွင်မှာဖြတ်တန်းသွားကအိမ်ပြင်ကိုထွက်သွားတာကိုကျော်စိုးလွင်တယောက်ထင်းထင်းရှားရှားတွေ့လိုက်ရတယ်။ကာကျိုးရုံမင်းသမီးကတော့ဘဝဇက်သိမ်းသွားပြီအန်ကယ်။ကျွန်တော်တို့အားလုံးကိုဒီရုပ်ထုကပညာပေးသွားတာပဲ။လောကမှာဘေးရမှအမြင်မရှိဘူးလေ။ဖြစ်ပြီးရင်ပြတ်သွားမယ်ဆိုတာဓမ္မတာတရားပါပဲ။ဒါတွေကိုကျွန်တော်တို့အားလုံးတနေ့နေ့မှာရင်ဆိုင်ကြရမှာပဲ။တက်ရှိရောတက်မဲ့ပါမမြဲဘူးဆိုတာကိုဒါလက်တွေ့ပြတာပဲ
အော်ဒါနဲ့အန်ကဲကိုလည်းကျွန်တော်တခါလေးနှုတ်ဆက်ခဲ့ပြစေကျွန်တော်မနေ့ပြန်ရန်ကုန်အပြီးပြန်มาတော့မယ်ဒီမှာနေစေအဆဆရရကူညီခဲ့တဲ့အန်ကဲကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအော်အေးအန်ကဲတို့လည်းဆရာလေးကိုကျေးဇူးတင်တယ်ဘာပဲဖြစ်ဖြစ်အန်ကဲတို့ကိုဆွေမျိုးရင်းချာတွေလို့သဘောထားပြီးအမြဲဆက်သွင်းနိုင်ပါတယ်ဟုတ်ကဲ့ပါအန်ကဲကျွန်တော်ခွင့်ပြုပါအောင်နော်ကျော်စိုးလင်ကဥစိန်သားကိုနှုတ်ဆက်ကအဲကန်အတွင်းမှာထွက်လိုက်တယ်သူရဲ့စိတ်ထဲမှာတော့ကာကျိုးရုံမင်းသမီးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ရပြီးသူမရဲ့ဆန္ဒပြေဝစွာအနောင်ဖွဲမှာလွတ်မြောက်သွားခြင်းအတွက်ဝမ်းသာကြည်နူးနေမိတယ်ဒါပေမဲ့ကာကျိုးရုံမင်းသမီးလေးရဲ့အဆောက်အအုံမှာကင်းဝေးသွားရပြီးမှသိလာရတဲ့အခါသူ့ရင်ထဲမှာဝမ်းနည်းစွာခံစားရတယ်လို့ရှိပါတယ်ထိုဝမ်းနည်းမှုကပင်ကာကျိုးရုံမင်းသမီးလေးကိုလွမ်းမိနေခြင်းလေလားဆိုတာကိုတော့ကျော်စိုးလင်မပြောတတ်တော့ပါဘူးပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလံကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်